သူ့အဖွဲ့ထဲမှာ၃ချောင်းကိုင်တဲ့ဓာသမားချစ်တီးမနှာဘူးစပုံမူလူလိန်နဲ့တရေတကောင်အပြင်အခုမင်းသမီးနဲ့ဘဲတကောင်မှာလူစုံတက်ဆုံရှိရဲ့အကြောင်းအားရပါရရှင်းပြနေတော့အဲ့ထဲမှာလူဖီကမှအထူးဆန်းဆုံးကောင်လို့ Ace လည်းပြန်ပြောလိုက်ပါတယ်ညီကိုနှစ်ယောက်အေးလူလမ်းလျှောက်ရင်စကားပြောနေတော့ဘီလီယံတွေကဝိုင်းထားလိုက်ကြပြီးလူဖီမပါပေမဲ့လည်းရေတက်ကစိတ်ကန်းသားကိုအချိန်မရွေးရောက်လာနိုင်လို့အဖွဲ့သားတွေကတင်းမောကိုလုံခြုံတဲ့နေရာမှာအရင်ဖွက်ထားဖို့ဆုံးဖြတ်လိုက်ကြပါတယ်ဘီလီယံတွေက Ace ကိုပဲဖမ်းဖို့ဆုံးဖြတ်ထားတာဖြစ်ပေမဲ့စုကြီးတန်း30နဲ့ကောက်ရိုးအုပ်ထုတ်လူဖီကိုပါမြင်လိုက်ရတော့မုတ်စိတ်ပြားဆွဲပြီလို့ထင်လိုက်ကြပေမဲ့ဟိုနှစ်ကောင်ကသူတို့ကိုရှိရလို့တော့မထင်တဲ့အတွက်ပြားမဆွဲပဲမီးဆွဲတာမှနားလည်သွားကြပါတယ်စိတ်ကန်းကိုရောက်သွားတော့သူတင်မောရွက်လွတ်နေရကိုမြင်တဲ့လူဖီလည်းထုံးစံအတိုင်းနောက်ကနေညှင်းတလိုက်သွားခဲ့ပြီးမှ Ace ကြံခဲ့တာကိုတတိယသွားပြီးမြင်လေသူ့အကိုကတောက်ရမ်းကျန်းလို့စိတ်ပူစရာမရှိရဲ့အကြောင်းပြောပြလိုက်ပါတယ် Ace မီးတော့အသီးကိုမစားခင်အချိန်တွေကသူတို့နှစ်ယောက်ရန်ဖြစ်ရင်သူတခါမှမနိုင်ဘူးတဲ့အကြောင်းလူဖီကဝန်ခံလိုက်တော့မြောက်မသားတောင်ပြင်းလို့မရတဲ့သူကမကောင်းဆိုးရလို့ကောင်းမှန်းတီးလိုက်ကြပါတယ်ဒါပေမဲ့အခုချိန်ချရင်တော့သူပဲနိုင်မှလို့အားချောင်းနေုံ Ace ရောက်လာပြီးသူ့ညီမြောက်လောင်းကောင်ကိုထိရမလွယ်မှန်းတီးလို့အဖွဲ့သားအားလုံးကိုကျေးဇူးတင်တဲ့အကြောင်းနဲ့စကားကိုလည်းရင်ကြေးပြောနေတဲ့အတွက်ဒီလိုစဉ်းစားဉာဏ်ရှိတဲ့သူမျိုးကလူဖီအကိုလုံးဝမဖြစ်နိုင်တဲ့အကြောင်းတညီတညွတ်ထဲလက်ခံလိုက်ကြပါတယ်အဲ့အချိန်မှာဘရိုဘောက်ဘီလီယံအဖွဲ့သားတွေရဲ့တင်မောပေါင်းများစွာတန်းစီလိုက်လာတာကိုမြင်လိုက်ရတဲ့အတွက် Ace ကသူရှင်းလိုက်မယ်လို့ပြောရင်မီးတောက်အသီးရဲ့အစွမ်းထဲမှာမောင်းနေလို့ရတဲ့သူ့ရဲ့ကိုယ်ပိုင်လှေလေးပေါ်ကိုတက်သွားတာကြောင့် White ရဲ့ပင်လယ်ဓမြအဖွဲ့ရဲ့ဒုတက်ခွဲမှုဘလောက်ကျန်းလဲဆိုတာမြင်ကြရတော့မှာဖြစ်ပါတယ် Ace ကတင်မောရဲ့စန့်ကျင်ဘက်ကိုလှလှပပကြီးခုန်ကျော်သွားတဲ့အပြင်မီးလက်တီတစ်လုံးနဲ့ချက်ချင်းရန်သူတင်မော9စီးလုံးကိုထောက်ခွဲပစ်လိုက်တာထင်းထင်းရှားရှားကြီး